နာတော်တာစင်သူများအလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ဆရာကြီးများတန်တင့်ရေးသားတဲ့အညာတရရုပ်ပုံလွှာများစာအုပ်ထဲမှာမှန်းတော်မင်းသားဖြစ်တော်ကားဆွဲမှန်းတော်မင်းသမီးဖြစ်တော်ရိန်းသမားဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ဒီဝိထုတိုလေးထဲမှာထန်တက်သမားဘွားကနေပြည့်စံမင်းသားဖြစ်ခြင်းနဲ့အိမ်မက်နောက်ကိုလိုက်ခဲ့တဲ့လူငယ်တယောက်ရဲ့အကြောင်းကိုရေးသားထားတာဖြစ်ပါတယ်အိမ်မက်တွေကဝေဝေဆာဆာရှိခဲ့ပေမဲ့လက်တွေ့ဘဝမှာတော့ဇက်ခုံနောက်ွက်ကကားဆွဲသမားလေးဘဝနဲ့သာကျင့်နေခဲ့ရဖို့ဘဝရဲ့အနေမြင့်အတက်ကြတွေကြားမှာချစ်ရသူကိုဆုံးရှုံးခဲ့ရပုံတွေကိုရေးဖွဲ့ထားတာဖြစ်ပါတယ်။နားဆင်ခံစားကြည့်ကြပါဦးခင်ဗျာ။သူ့အသက်မှာအစိတ်နဲ့30ကြားဟုခန့်မှန်းရသည်။မျက်ခုံးမွေးထူးထူးမေးရိုးလေးတော့နှာရန်ပေါ်ပေါ်နဲ့ဖြစ်ပြီးတန့်ပြန့်သည့်ရုပ်ရည်ရှိသည်။ကျွန်တော်နဲ့တွေ့သည့်အချိန်တွင်ခဲသားရောင်တီရှပ်ကိုဝတ်ထားပြီးခါတွင်ချီလုံးကြီးတစ်ထည်ကိုဝတ်ထားသည်လက်ဘက်တွင်ပတ်ကြိုးတကုံဆွဲထားပြီးလက်တွင်စီကိုနာဤပတ်ထားသည်ရုပ်ရည်တန့်ပြန့်သလိုအဝတ်အစားလည်းတန့်တန့်ပြန့်ပြန့်ဝတ်တဟန်ရှိသည်စပင်ကစပင်ရှိပြီးနဗန်းဆံများသည်မေးရိုးအထက်လောက်ထိဝဲကျနေသည်သူကိုစယုံတရုံဤနောက်ဖက်ဇတမများ၏ခန်းထဲတွင်တွေ့ခဲ့ခြင်းဖြစ်သည်ကျွန်တော်နာမည်တောင်းတန်မှာမူရင်းနာမည်ကတော့တောင်းတန်မဟုတ်ပါဘူးတောင်းရွှေပါကျွန်တော်တို့မှာညီကိုမောင်နှမ4ယောက်ရှိပါတယ်ကျွန်တော်ကိုရဲ့နာမည်ကတောင်းမွေကျွန်တော်ကတောင်းရွှေကျွန်တော်အမနဲ့ညီမနာမည်ကတောင်းမွေတောင်းခင်လို့ခေါ်ပါတယ်ကျွန်တော်အဖေကမလိုက်နယ်တဲ့ကထမ်းသမားပါထမ်းမိုင်ရင်ထမ်းမှာထမ်းတက်ရပါတယ်တစုအဖြစ်၄ဘို့တစ်ခုပေးရပါတယ်၄ဘို့တစ်ခုဆိုတာကတရောကထွက်တဲ့ထညက်ကိုတစုအဖြစ်ထမ်းရှင်ကို၄ဘုံတစ်ပုံပေးရတာပါကျွန်တော်တို့က3ပုံရပါတယ်ထမ်းတက်တဲ့အခါမှာကုန်ကြတဲ့ဈေးတွေကိုကျွန်တော်တို့ထမ်းသမားကစိုက်ရပါတယ်ကုန်ကြဈေးဆိုတာကထညက်ကြိုးဖို့အတွက်ဒဲပိုင်းကြီးတွေထမ်းရည်ခံမှုမြူအိုးတွေကိုချိတ်ဆွဲဖို့မြူအိုးကြိုးဖို့တွေရင်းတောင်းတို့ရင်းဆွဲတို့လုပ်ဖို့ဝါးတွေထညက်ကြိုးဖို့အတွက်ထင်စားတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထမ်းသမားကစိုက်ရတာပါထမ်းရှင်ကတော့ဒီဈေးတွေကိုဘာမှမစိုက်ရပါဘူးထရောပဲစိုက်ရတာပါကျွန်တော်တို့ကသူ့စီမှာထန်းကားတက်ရတဲ့သဘောပေါ့ဆရာအောက်မှာလေသမားကမြေရှင်စီကမြင်ကားပြီးမြေရှင်ကိုတီးစားပေးရတယ်လို့ပေါ့ကျွန်တော်တို့ကလည်းထန်းရှင်ကိုတစုပြထွက်သမျှထညက်ရဲ့၄ဘုံတစ်ပုံကိုပေးရတာပါထညက်ဘလောက်ထွက်တယ်လဲဘာလဲဆိုတာကတော့ကျွန်တော်တို့ကလည်းမလိမ္မာဘူးထန်းရှင်ကလည်းသူ့ထရောကတစ်နှစ်မှာထညက်ဘလောက်ထွက်တယ်လဲဆိုတာသိပြီးသားပါညက်သားရောင်ပေါ်ခြင်းလောက်ကစပြီးထညက်ထွက်တဲ့ရာသီတစ်ခွင်လုံးမှာခွဲဝေယူရတာပါထညက်ကနေတိုင်းကြိုးပြီးနေတိုင်းထွက်နေတော့3ရက်ကိုကျွန်တော်တို့ကယူတယ်4ရက်မြောက်ကြတော့ထန်းရှင်စီကိုအဲ့ဒီရက်မှာထွက်တဲ့ထညက်ကိုပို့လိုက်ရတာပါကျွန်တော်အဖိုးတို့လက်ထက်ကနေကဒီတိုင်းထန်းရှင်ကိုထကာပေးပြီးထန်းတက်ခဲ့ကြပါတယ်ကျွန်တော်အဖေလက်ထက်ကြတော့ဒီလိုပဲ4ရက်တည်းထကာပေးပြီးထန်းတက်ခဲ့ကြပါတယ်အကိုတောင်းငွေကတော့လက်ထိုးစက်မောင်းတင်တန်းတက်ပြီးမိထီလာလက်ထိုးဆက်စကမ်းမှာအလုပ်ရသွားတယ်အဖေကလည်းအသက်ကြီးလာတော့အရင်ကလိုထန်းကောင်းကောင်းမတက်နိုင်ဘူးကျွန်တော်ပဲဆက်ပြီးထမ်းတက်ရတယ်ဒါပေမဲ့ကျွန်တော်ကအရေးစွန်လုံးလို့အဖေကကျွန်တော်ကိုတိတ်ပြီးထမ်းမတက်စေချင်ဘူးတိတ်မမြင့်တဲ့ထပြိုကလေးတွေထရိုင်းကလေးတွေလောက်ပဲအတက်ခိုင်းနေအဖေကတော့ထမ်းရင်တွေထမ်းအိုတွေကိုတူးတက်တယ်အဲ့ဒီထမ်းအိုတွေကမြင်တော့ကျွန်တော်ကိုစိတ်မချဘူးတဲ့လေကျွန်တော်အမတောင်းမိလေထမ်းသမားနဲ့ပဲအိမ်အောင်ကြတာပဲကျွန်တော်ညီမအငယ်ဆုံးတောင်းခင်တော့အဖေနဲ့ကျွန်တော်ထမ်းတက်ရင်ကျွန်တော်တို့နဲ့အတူလိုက်ပြီးမျိုးကောက်ရတယ်မြူအိုးကောက်တယ်ဆိုတာထွေမော်ကထမ်းရင်ခံထားတဲ့မြူအိုးတွေကိုထပင်အောက်ရောက်တော့အဲ့ဒီထပင်ချီရင်မှာပဲချပစ်ခဲ့တယ်ကျွန်တော်တို့ထမ်းတက်တဲ့လူကဒါတွေမလုပ်နိုင်ဘူးရင်အောင်ကြီးကိုကိုင်းပြီးနောက်ထပင်ကိုတက်ရတယ်ကိုခါမှာချိတ်ထားတဲ့မြူအိုးတွေကိုထွေမော်ချိတ်ခဲ့မင်းညကထမ်းရင်ခံထားတဲ့မြူအိုးတွေကိုအောက်ပြန်ချခဲ့ထပင်ရင်ရောက်တော့ခါကဖြုတ်ချခဲ့ကောင်းခင်ကလိုက်ပြီးအဲ့ဒီထမ်းရင်ထည့်ထားတဲ့မြူအိုးတွေကိုစုသိမ်းပြီးထညက်ကြိုးတဲ့ဖိုးတဲ့ကိုသွားပြီးအမေနဲ့ထညက်ကြိုးတနေ့တော့အဖေသိပ်နေမကောင်းဘူးကောင်းနေမူးနေတယ်အဲ့ဒီနေ့ကတက်အမထန်းတွေကလည်းထန်းအိုတွေဆိုတော့အပင်တွေကအသက်ကြီးတော့မြင့်တာပေါ့ကျွန်တော်ကတက်မယ်လို့တော့အဖေကမတက်နဲ့တဲ့ထန်းမင်းတွေကမြင့်နေတဲ့သူတက်မယ်တဲ့မင်းကအတင်ရဲတယ်တဲ့ကျွန်တော်ကလည်းရပါတယ်ကျွန်တော်တက်မယ်အဖေနေမကောင်းရင်နေပါလို့ပြောတယ်မရဘူးအဖေကသူတက်မယ်ဆိုပြီးခရောင်မြောင်အောင်ကြိုက်စီကလေးတစ်ဖက်ငုံထန်လီသားကိုခါမှချိတ်ပြီးတက်သွားတယ်
ဒါနဲ့ကျွန်တော်လည်းထင်းချက်ကြိုးဖို့ခုတ်လာတဲ့ထင်းလေးတွေကိုရွေးနေတယ်တချို့ထင်းတွေကအကိုင်းခတ်တွေအခက်လက်တွေမဖြတ်သေးဘူးလေဒီတော့အဲ့ဒီအကိုင်းခတ်တွေကိုဖြတ်နေရတာပေါ့ဘာကြာလိုက်တယ်လဲထန်းနှစ်ပင်လောက်ပဲတက်ပြီးအောင်မယ်အုံးဆိုတဲ့အတန်ကြီးကိုထတော်ဘက်စီကကျွန်တော်ကြားလိုက်ရတယ်ကျွန်တော်ကြားသလိုအမေနဲ့တောင်းခင်လည်းကြားလိုက်တယ်အမေကမျက်စိမျက်နှာပြက်ပြီးဟဲ့ဒိုးတော်ကအတန်မဟုတ်လားတဲ့နင့်ဖေမြထန်းလျှောသလားမသိဘူးပြောပြီးထတော်စီကိုပြေးတယ်တောင်းခင်ကလည်းအော်ပြီးထတော်စီကိုပြေးတယ်ဒါနဲ့ကျွန်တော်လည်းလက်ထက်ကဓမ္မလေးကိုချပြီးသူတို့နောက်ကိုပြေးလိုက်သွားတယ်ဟုတ်တယ်အဖေထန်းလျှောတာထန်းလျှောတယ်ဆိုတာထရင်မောကလိမ့်ကြတာကိုပြောတာကျွန်တော်တို့ရောက်သွားတော့မြင်ရက်စရာမရှိဘူးအသက်လည်းမရှိတော့ဘူးပွဲချင်းပြီးပဲအင်းလေပြီး30မြင့်နဲ့ထရင်မောကလိမ့်ကြတာဘယ်သက်တာမလဲအဖေထန်းလျှောလို့ဒီတော့ထန်းကိုကျွန်တော်ပဲဆက်ပြီးလုပ်နေရတာပေါ့ဒါပေမဲ့ကျွန်တော်မပြောဘူးလေငကိုကနေကကျွန်တော်ကထန်းတက်ချင်တဲ့ကောင်မဟုတ်ဘူးအကူတောင်းဝင်လို့အစိုးရလာကစားတို့ဘာလို့လဲကျွန်တော်မလုပ်ချင်ဘူးကျွန်တော်ဝါသနာပါရကတခြားဇက်သပင်တို့ဘာတို့ကိုဝါသနာပါတာကျွန်တော်ဇက်သပင်လောကထဲရောက်လာပုံလေးပြောအောင်မယ်အဲ့တုန်းကအဖေမဆုံးသေးဘူးကျွန်တော်ကလည်းငငယ်လေးပဲရှိသေးတယ်ငငယ်ကလေးကလေးကတချင်းဆိုတာတို့ဘာတို့ဝါသနာပါတယ်ဇက်ငိုချင်းတွေကိုလည်းကျွန်တော်တော်တော်များရတယ်လူပြက်တွေဆိုတဲ့ခွန်းတောက်တို့ဘာတို့ကိုလည်းကျွန်တော်ရတယ်ထွေမော်မတက်နိုင်ခင်မျိုးကောက်ရတဲ့ဘဝကနေကကျွန်တော်ထထုံးမှာတီးတီကြော်နဲ့မျိုးကောက်နေတာပဲနောက်တော့ခစ်ပေါ်သချင်းတွေဘာတွေလဲဝါသနာပါတယ်ခစ်ပေါ်သချင်းဆိုတာခုခေတ်ဆိုနေကြစတူဒီယိုသချင်းကိုပြောတာမဟုတ်ပါဘူးအနှစ်20လို့ခေါ်နေကြတဲ့ကိုမြကြီးတို့ကိုချစ်ဆွေးတို့ကိုမောင်မောင်ကြီးတို့ကိုမင်းနောင်တို့တိုနေသိမ့်နန်တို့စတဲ့သချင်းတွေပါထန်တက်ရင်လည်းပြင်းပြင်းရှိရင်ထင်မောကနေဟစ်နေတာပဲအမေကပြောတော့အတန်ကောင်းတယ်လို့ပြောတာပဲကျွန်တော်ဟစ်လိုက်ရင်ထတော်တစ်ခုလုံးဟိမ့်သွားတာပဲတဲ့ဟုတ်မယ်ကျွန်တော်တို့ထတော်နာကရေရင်းကိုရေလာခတ်တဲ့ကောင်မလေးတွေကဆိုရင်ကိုတောင်းရွှေကြီးထင်မောကနေဟဲလိုက်တဲ့အတန်ကတကယ့်ကိုတိုနေသိမ့်နန်ကြနေတာပဲလို့ကျွန်တော်ကမကြခဏပြောဘူးတယ်သူတို့ကတော့ပြောင်းတာနောက်တာဖြစ်ချင်းဖြစ်မှာပေါ့လေဘလို့ပဲဖြစ်ဖြစ်ကျွန်တော်အတန်မစိုးဘူးဆိုတာကတော့ကိုယ့်ဘာသာကိုသိပါတယ်တခါကျတော့ကျွန်တော်တို့ရွာနာကပန်းရင်ဖျားပွဲမှာတိုနေသိမ့်နန်လာကတယ်အတန်ကောင်းရုပ်ချောပြက်စံမင်းသားကိုခင်ဗျဒီတော့ကျွန်တော်သူ့ကိုတိတ်သဘောကျသွားတယ်ရေခက်လာတဲ့ကောင်မလေးတွေကလည်းရှင်ကိုတောင်းရွှေဆိုတဲ့နာမည်ကြီးကမကောင်းပါဘူးတွန်တေးသိမ့်တဲ့ဇက်ထက်လိုက်ပြီးပန်းရင်တောင်းတန်းဆိုပြီးနာမည်ပြောင်းမှလားဘာလားနဲ့စပြီးကျွန်တော်ကိုတောင်းတန်းလို့ခေါ်ကြတယ်အဲ့ဒီတော့ကတွန်တေးသိမ့်တဲ့ကထွေးညိုကိုဟစ်တော့ကျွန်တော်တိတ်သဘောကျသွားတယ်ပြီးတော့ကျွန်တော်ကလည်းထူးလာလားယူလာလားတော့မသိဘူးတချင်းတို့ဘာလို့ဆိုရင်ချက်ချင်းရလွယ်တယ်နှစ်ခေါက်သုံးခေါက်လောက်တည်တည်ကြကြနားထောင်ပြီးရင်အဲ့ဒီတချင်းကိုအလိုလိုရသွားတာပဲတူနေသိမ့်နံပန်းရင်ဘွဲကိုလာတော့ကျွန်တော်ညာတိုင်းလိုသွားကြည့်တာပေါ့ကျွန်တော်တို့ရွာနဲ့ဆိုရင်3-4မိုင်လောက်ဝေးမယ်ဒါပေမဲ့ညနေထဲမောကဆင်းရီမိုးချိုးပြီးတာနဲ့ဒုတ်သားကလေးကိုစီကင်ပြီးတငယ်ချင်းတွေနဲ့စပွဲသွားတာပဲအဲ့ဒါတညမဟုတ်ဘူးညာတိုင်းအမေကတော့ကျွန်တော်သချင်းဆိုရင်တိတ်သဘောကျတာပဲတခါတလေအမေကသူငငယ်ကကြည့်ခဲ့ရတဲ့အောင်မောင်းတို့အောင်ငိမ့်တို့အကြောင်းကိုပြောပြတတ်တယ်အောင်မောင်းကြီးကဘယ်ဆက်မှနိုင်တယ်အောင်ငိမ့်ကဘယ်ဆက်မှနိုင်တယ်ဆိုတာတွေကိုပြောပြတတ်တယ်ကျွန်တော်ကဇက်ငိုချင်းတွေဘာတွေကိုဟဲ့ရင်အမေကလည်းတိတ်သဘောကျတယ်အဖေကတော့ကျွန်တော်ကိုဇက်ပြတ်တဲ့ဇက်ယူတဲ့အဖေကခေါ်မယ်ဆိုလဲခေါ်စရာပဲကျွန်တော်ကလည်းဇက်ဆိုရင်မနေနိုင်ဘူးကြည့်ကျင်တယ်အထူးသဖြင့်ပြက်ဆက်တို့ဘာတို့ကိုတိတ်သဘောကျတယ်အနာကမြို့တွေမှာလွတ်လပ်ရေးပွဲတို့ဘာလို့ရှိတယ်ဖျားပွဲတို့ဘာလို့ရှိတယ်ဇက်ပါတယ်ဆိုရင်ကျွန်တော်ကသွားတာပဲမလိုင်ပွဲတို့ပန်းရင်ပွဲတို့ကျုပ်ကြီးစင်ပွဲတို့ဘာလို့ဆိုရင်လည်းကျွန်တော်သွားတာပဲယထာမင်းယထာနဲ့သွားတယ်ယထာမမင်းမော်တော်ကားကြုံနဲ့လိုက်သွားတယ်ဘာမှမကြုံရဘူးဆိုရင်လည်းတကယ်ချင်းတွေနဲ့ခြေချင်းသွားကြည့်တယ်အဲ့လောက်ဝါသနာပါတာပြီးတော့ခက်တာကကျွန်တော်ကပွဲကြည့်ဝါသနာပါအောင်နဲ့မကဘူးပိုးပါတယ်လို့ခေါ်မလားမသိဘူးပွဲကြည့်အောင်နဲ့မကြည့်တတ်ဘူးဇက်ကချင်းအထူးသဖြင့်ပြက်ဆက်မင်းသားတို့ဘာလို့ဖြစ်ချင်တယ်တခါကျတော့မိထီလာဆူတောင်းပြေဖျားပွဲမှာရွှေမန်းအောင်မွေရဲ့ဇက်လာကတယ်ဇက်ကဗလာပွဲရုံသုံးတာမဟုတ်ဘူးဒါနဲ့ကျွန်တော်အဲ့ဒီဇက်ကိုတွားကြည့်တော့အဲ့ဒီထဲကပြက်ဆက်မင်းသမီးနေကြီးစန်းကိုသဘောကျသွားတာကိုဆရာရဲ့ကျွန်တော်ကလည်းအသက်က19-20လောက်ရှိသေးတယ်နေကြီးစန်းကလည်းကျွန်တော်နဲ့ရွယ်တူလောက်ပဲရှိအောင်မယ်ကျွန်တော်ထက်ကြည့်ရင်တနည်းပေါ့လေ
နေကြီးဆန်းကရုပ်ကလည်းချိုးအပြောဆိုကလည်းကောင်းအိုက်တင်တို့ဘာတို့ကလည်းကျွန်တော်စိတ်ထဲမှာတော့ပြောစရာမရှိဘူးထင်တာပဲဒီတင်ပြက်စံမင်းသမီးနေကြီးဆန်းကိုတိတ်သဘောကျသွားတယ်ဒါနဲ့ကျွန်တော်ညာတိုင်းရွှေမအောင်မွေပွဲကိုကြည့်တော့တာပဲဖះပွဲ6ညမှာ6ညသလုံးအိမ်ကုန်မပြန်တော့ပဲစပွဲကြည့်နေလိုက်တယ်အဲ့ဒီပြက်ဆက်ထဲကသချင်းတွေဆိုရင်အကုန်လုံးရသလောက်ပဲပြန်လာတော့ဘာပြောကောင်းမလဲအဖေကဆဲလိုက်ဆူလိုက်တာထန်းသမားကထန်းသမားလို့မနေဘူးတထေးသားလို့နေတယ်ဘာဖြစ်တယ်နဲ့စုံလို့ပေါ့ဆရာရဲ့ကျွန်တော်ပြောချင်တာကကျွန်တော်ဇက်သပင်ပိုရှိပုံကလေးကိုပြောပြချင်တာပါအဖေဘလောက်ဆူဆူကျွန်တော်ကလည်းမပြင်းပါဘူးစိုင်းတန်မကြားနဲ့ကြားလိုက်တာနဲ့တပြိုင်နက်ဇက်ခုံနာကိုကျွန်တော်ရောက်နေပြီကျွန်တော်စိတ်ထဲမှာပြက်စက်မင်းသားဖြစ်ချင်တယ်တချင်းဆိုချင်တယ်ဇက်ခုံပေါ်မှာအိုက်တင်လုပ်ချင်တယ်ကျွန်တော်တို့မျိုးထဲမှာဇက်သမားမရှိပါဘူးဒါပေမဲ့အဲ့ဒီပိုးကဘယ်ကနေဘလို့ဝင်လာမှန်းမသိဘူးကျွန်တော်ကိုယ်ထဲမှာတော်တော်လေးကိုရောက်နေပြီအသက်ကြီးလာလို့အဖေထန်းကောင်းကောင်းမတက်နိုင်တော့ကျွန်တော်ထန်းတက်ရတယ်အကူတောင်းဝင်ကလည်းမိတ်လှမ်းမှာထွန်စံမောင်းဖြစ်နေပြီကိုအဖေရှိတော့ကတော့ကျွန်တော်လည်းစက်ထက်လိုက်ချင်ပေမဲ့မလိုက်ရဲဘူးလိုက်လို့မဖြစ်ဘူးသူနေမကောင်းရင်ကိုပဲလှုပ်ကိုနေထိုင်မကောင်းရင်သူလှုပ်ဆိုတော့တော်လုံးမှာတားဖာနှစ်ယောက်တည်းတက်ရတာကိုဒီတော့ခွာလို့မရဘူးထန်းလျှော့လို့ဆုံးသွားတော့ကျွန်တော်ပဲဒီထန်းကိုဦးစီးပြီးလှုပ်ရတာပေါ့အရင်ကထက်တော့အနေရကျက်သွားတယ်အရင်တော့ကအနားတဝိုက်မှာဖျားပွဲတွေရှိရင်ကျွန်တော်ရှောက်သွားကြည့်တယ်ကျွန်တော်ထမ်းမတက်လည်းဖြစ်တယ်အဖေကသူတက်နေလောက်တက်သွားတာပဲအဖေနဲ့ပြင်ပန်းနဲ့ထင်ရင်ကျွန်တော်ကရင်းအောင်လိုက်ရွှေ့ပြီးဒီလောက်ပဲရှိတယ်ဒါလည်းအဖေကအရွှေ့မခံပါဘူးရင်းအောင်ကိုထမ်းမြင်ကခွာလိုက်တာနဲ့သူကန်ရမှကျင်းတတ်တာနောက်ထပ်ပင်ရောက်အောင်သူ့ဘောသာသူကန်ရွှေ့သွားတာများပါတယ်ဒီတော့အဖေရှိတော့ကကျွန်တော်ပွဲများများကြည့်ဖြစ်တယ်အဖေထန်းလျှော့ပြီးတဲ့နောက်တော့ပွဲကြည့်တာနည်းနည်းကျဲသွားတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကပိုးကတော့မပြောက်ဘူးဒီတော့မှကျွန်တော်ညမတောင်းခင်ကအိမ်အောင်ကြတယ်အတော်ပဲသူယောက်ျားကလည်းကျွန်တော်တို့လိုထရောနာကထန်းသမားသားသူတို့မှညီကိုတွေများတော့သူတို့ထန်းတော့တက်ရမယ်သူတွေတပုံကြီးဒီတင်သူလည်းကျွန်တော်တို့ထရောကိုပဲပြောင်းလာပြီးနေတယ်ကျွန်တော်နဲ့လည်းတငယ်ချင်းဆိုတော့အထူးပြောစရာမလိုဘူးကျွန်တော်တို့ထရောမှသူပါလုပ်တယ်ဒီတော့ကျွန်တော်တို့ထရောမှထန်းသမား2ယောက်ရှိနေပြီပေါ့နောက်နေ့ပန်းရင်ဖျားပွဲလဲရောက်ရောကျွန်တော်ပန်းရင်ပွဲကိုသွားတာပေါ့ဖျားပွဲမှာပဲအိတ်လိုက်စားလိုက်နဲ့ပွဲကြည့်နေဖြစ်တယ်အဲ့တုန်းကစိန်ဝင်းအောင်ရဲ့ဇက်ပျော်ဝယ်ကဇက်ကတော့ဇက်ကလေးပါဒါပေမဲ့ပြက်ဆက်ဒိုက်တာကတော်တော်ကောင်းတယ်သူ့ဇက်ကနောက်ပိုင်းဇက်ထဲရှေ့ပိုင်းပြက်ဆက်အိုပရာကလူကြိုက်များတာစိန်ဝင်းအောင်ကနှစ်ပါးသွားကြတော့လေဒီလောက်အကမကောင်းဘူးအတန်ကလည်းသိပ်မရဘူးအဆိုကတော့ပါတယ်လို့ဆိုရမယ်မရတဲ့အတန်ကလေးနဲ့နှစ်ပါးသွားမှနားထောင်ကောင်းအောင်တော့ဆိုတတ်တယ်ဒါပေမဲ့နောက်ပိုင်းဆက်ကြတော့သူ့အတန်လုံးလုံးမရတော့ဘူးနောက်ပိုင်းငိုချင်းဆိုတော့ပြစ်ခတ်ဆိုရမယ်မဟုတ်လားငိုစရာရှိရင်လည်းရင်ဘက်ကိုထုပြီးပြစ်ခတ်ငိုရမယ်ဟဲစရာရှိရင်လည်းပြစ်ခတ်ပြီးဟဲနိုင်ရမယ်ဒါပေမဲ့သူ့အတန်ကပြစ်ခတ်ဆိုလို့ရတဲ့အတန်မျိုးမဟုတ်တော့နောက်ပိုင်းမှာသိပ်မကောင်းဘူးသူ့ဇက်မှာဟန်နေတဲ့ရှေ့ပိုင်းဇက်နဲ့အော်ပရာကတော့ထားပါတော့ဗျာအကောင်းဆုံးကတော့ပြက်ဆက်ခင်ဗျပြက်ဆက်ကတော်တော်ကိုကောင်းတယ်ဇလန်းတွေကလည်းခင်းနဲ့ဟတ်မိတယ်မင်းသားကလည်းရုပ်ဖြောင်းတယ်အပြောဆိုလည်းမဆိုးစုံစမ်းကြည့်တော့မင်းသားကတောင်တွင်းကြီးဘက်ကတဲ့သူလည်းဒီလိုပဲဝါသနာပါရကနေဇထက်လိုက်လာပြီးပြက်ဆက်မင်းသားဖြစ်သွားတာတဲ့မင်းသမီးကတော့ဘာပြောကောင်းမလဲဆရာကျွန်တော်လွန်သဘောကျတဲ့နေကြီးဆန်းခင်ဗျသူကလည်းရွှေမောင်းအမွေကနေထွက်ပြီးစင်ဝင်းအောင်နဲ့ပါလာတယ်ဒီရင်ကျွန်တော်မနေနိုင်တော့ဘူးဇက်ထဲကိုလိုက်လာခဲ့ပါတယ်ဇက်ထဲကိုလိုက်တယ်ဆိုလို့မင်းကအခြေခံပညာမရှိဘာမရှိနဲ့ဘယ်နဲ့လှုပ်လိုက်တယ်လဲလို့ဆရာကမေးကောင်းမေးမယ်ဟုတ်ပါတယ်ကျွန်တော်မှဝါသနာပါရကလွဲပြီးတခြားဘာမှအခြေခံမရှိပါဘူးသူများကဇက်ထဲလိုက်တယ်ဆိုတာငငယ်ကဈေးရင်တို့ဘာလို့မှပါဘူးကြမယ်ကျောင်းကဘွဲတို့အရက်ဘွဲတို့မှာစင်မော်ကိုတက်ဖူးကြမယ်ကျွန်တော်ကတော့ဘယ်မှမပါခဲ့ဘူးကျွန်တော်မှထိုင်းမော်ထန်းတက်ရင်သချင်းဆိုခဲ့တဲ့အတွေ့အကြုံပဲရှိတယ်တခြားဘာမှမရှိပါဘူးကျွန်တော်သိလိုက်ရှင်တော့နောက်တစ်နေ့ဇက်ဆရာကိုဝင်တွေ့ပါတယ်ဇက်ဆရာကစိန်ဝင်းအောင်ပါဇက်စီမင်းသားပေါ့လေဇက်ဆရာနဲ့တွေ့ရတာကလည်းသိမလွဲပါဘူးသူအိတ်နေတာနဲ့ဖះရှိခိုးနေတာနဲ့ပေါ်ကာကစားနေတာနဲ့ဆိုတော့ပထမရက်မှာမတွေ့ရပါဘူးဒုတိယရက်ကျတော့မှသူရေချိုးကန်ဒီမှာအသာချောင်းနေပြီးသူ့ကိုဝင်တွေ့တယ်ဒီတော့သူကကျွန်တော်ကိုခြေဆုံးကောင်းဆုံးကြည့်ပြီးမင်းကဘာလုပ်တတ်တယ်လဲလို့မေးပါတယ်ဒီတော့ကျွန်တော်ကတချင်းနေပါဆိုတတ်တဲ့အကြောင်းလောက်ပဲပြောပါတယ်ဒီတော့သူကပြုံးပြီး
တပင်ပညာကိုကလေးကစားစရာအောက်မင်းလားကွာလို့ပြောထုတ်လိုက်တယ်ကျွန်တော်လည်းဘာမှမပြောဘဲပြန်လာတော့ခလန်းလန်းမှာအရေးကဲကြည့်နေတဲ့လူပြဥရဆန်းရဲ့မိန်းမကကျွန်တော်ကိုတနာတာနဲ့ဟဲ့ကောင်လေးနင်ဇက်တပင်ပညာကိုဘာမှမတတ်ဖဲဇက်ထက်လိုက်ချင်လို့ဖြစ်မလားဒီလောက်တောင်ဝါသနာပါရင်ရှေ့ပိုင်းပြက်ဆက်မှာဇက်ရံတို့ဘာလို့လိုက်လို့ကြည့်ပေါ့သွားဟောဟိုမှာပြက်ဆက်ဒိုက်တာမောင်ကရုဏာရှိတယ်သူစီကိုသွားပြီးမေးကြည့်ဆိုပြီးကျွန်တော်ကိုပြက်ဆက်မင်းသမီးနေကြီးစန်းတို့တွေနဲ့ဇက်တိုင်နေတဲ့ဒိုက်တာမောင်ကရုဏာစီကိုခေါ်သွားပါတယ်ဥရဆန်းရဲ့မိန်းမကဆရာလေးဇက်ရံတယောက်လိုတယ်ဆိုဟောဒီမှာဟောဒီကောင်လေးကပြက်ဆက်တဲ့လိုက်ရှင်တယ်လို့ပြောနေတယ်ခေါ်လာတယ်အဲ့လိုပြောလိုက်တော့ပြက်ဆက်ဒိုက်တာမောင်ကရုဏာကကျွန်တော်ကိုခဏနေအောင်ဆိုပြီးဇက်ရုံပြင်ဘက်မှာဆောင်းခိုင်းထားပါတယ်ဇက်တိုက်ပြီးတော့မှမြင်းပြက်ဆက်ထဲမှာဘာဖြစ်ဖြစ်လုံမလားလို့မေးပါတယ်ကျွန်တော်ကလည်းလုံမယ်လို့ပြောလိုက်တော့အဲ့ဒီပြက်ဆက်မှာမင်းသမီးနေကြီးဆန်းရဲ့အိမ်မှာအင်စီလောက်ရပါတယ်ဒိုက်တာမောင်ကရုဏာကကျွန်တော်ကိုတနာတာနဲ့ပြက်ဆက်ထဲကိုထည့်လိုက်တာပါနောက်တော့ပြောပါတယ်အမှန်ကဇက်ထဲမှာဒီနေရာကိုဘသူဝင်လို့ရပါတယ်ဘာခတ်တာမှတ်လို့ဆရာရဲ့ဟုတ်ကဲ့မမလာပါပြီမမလို့ပြောပြီးလက်ဖက်ရည်ပွဲကလေးလာချရတာပဲလူတိုင်းလုံနိုင်တာပေါ့ကျွန်တော်ကလည်းသူတင်ပေးတဲ့အတိုင်းရဲရဲတင်းလှုပ်တယ်အမှန်ကတော့ကျွန်တော်လှုပ်ချင်တာကပြက်ဆက်မင်းသားဆရာကြီးပြီးတော့ဇက်ရံဆိုတော့ကျွန်တော်ညာကြီးကလည်းဘာမှဖြစ်တော့တာမဟုတ်ပါဘူးဒိုက်တာမောင်ကရုဏာကကျွန်တော်ကိုသဘောကျသွားတယ်ဘယ်ကွင်ကိုသွားမယ်အဲ့ဒီကနေဘယ်ဘက်ကိုဝင်မယ်လို့ပြောပြီးလိုက်နိုင်မှာလားတဲ့ကျွန်တော်ကလည်းဘဲသွားလိုက်မယ်ဆိုပြီးအိမ်ကိုမပြန်တော့ပဲတခါတည်းဇက်ထဲကိုလိုက်လာခဲ့တာပဲဆရာအိမ်တော့ဘလို့နေမှမသိဘူးအဲ့တော့ကျွန်တော်ဘာရှိအောင်မလဲအသက်20လောက်ပဲရှိအောင်ပါပေါ့နောက်ကွယ်နေကြတော့ကျွန်တော်ကမောင်ကရုဏာကိုဖြစ်နိုင်ရင်ကျွန်တော်ကိုအရန်ပြက်ဆက်မင်းသားလေးဗာလေးလုပ်ပြရသည်ဆရာရဲ့လို့ပြောတယ်ကျွန်တော်ပတ်စံမရခြင်းလဲနေပါစီထမင်းစားရင်တော်ပါပြီလို့ပြောလိုက်တယ်ဒါနဲ့မောင်ကရုဏာကကျွန်တော်ကိုအတန်ဆန်းကြည့်တယ်အတန်ဆန်းကြည့်တော့ကျွန်တော်လည်းအားရပါရဟဲတာပေါ့ဆရာကြီးဒီတော့ဒိုက်တာကအတန်ကတော့မစိုးပါဘူးတဲ့ဒါပေမဲ့မင်းအတန်ကိုတိတ်လွတ်တာကိုတဲ့ခုခေတ်မှာလော့စပီကာနဲ့ဆိုရတာကွာတဲ့ဒီလောက်ပြက်ခတ်ဆိုနေလော့စပီကာတွေကွက်ထက်ကုန်မှာပေါ့တဲ့တိုးတိုးဆိုကြည့်စမ်းလို့ပြောတယ်ဒါပေမဲ့ဘလောက်ပဲတိုးတိုးဆိုကြည့်ကြည့်ကျွန်တော်အတန်ကတိတ်ကျဲနေတယ်ပြီးတော့ကျွန်တော်ကတချင်းသာဆိုပေမဲ့စီးတို့ဝါတို့လည်းနားလေတာမဟုတ်ဘူးလေဆရာကြီးအခါခါဆန်းပြီးတော့မောင်ကရုဏာကမင်းအတန်နဲ့မဖြစ်ပါဘူးကွာတဲ့မင်းကအဆိုတော့လုံရင်တော့မှစိုင်းနောက်ထိုင်အဆိုပဲဖြစ်မဲ့အတန်မျိုးတဲ့ဒီလိုနဲ့ကျွန်တော်ပြက်ဆက်မင်းသားမဖြစ်တော့ဘူးပေါ့ဆရာရဲ့နောက်တော့ဇက်ရံကညာကြီးမဖြစ်စလောက်နဲ့ဆိုတော့ကျွန်တော်ကိုကားဆွဲလို့ဆိုပြီးကားဆွဲတာဝန်ပေးတယ်ပြက်ဆက်ထဲမှာရဲသားတို့ဘာလို့လိုရင်အိမ်စီတို့ဘာလို့လိုရင်လဲလောက်ရတာပေါ့လေကားဆွဲဆိုတာကကျိုးတွေကိုကောင်းကောင်းမှတ်မိရတယ်အပြိုတော်ထွက်မှာဘယ်ကကျိုးပြင်းရင်ဘယ်ကကျိုးဝင်မလဲဘယ်ကနောက်ဆုံးကကျိုးလဲဆိုတာသိထားရတယ်အော်ပရာထွက်ရင်လည်းဘယ်သချင်းအချမှာကားလေးချရမယ်ဆိုတာမျိုးကိုသိရတယ်မှတ်မိနေရတယ်ပြက်ဆက်ထွက်ရင်လည်းဘယ်စကားအဆုံးမှာကားလေးချမယ်ဘယ်ဒီလုံးအဆုံးမှာကားလေးဖွင့်မယ်ဘယ်အခန်းပြရင်ဘယ်အခန်းလာမယ်ဘယ်ကားကိုအစင်းသင်းလှုပ်ထားရမယ်စသည်ဖြင့်ဇလန်းကိုအလွတ်နှီးပါရနေရတယ်ဇလန်းစင်ဆိုပါတော့ဒါမှနောက်ဘယ်အခန်းအတွက်ဘယ်ကားလေးကိုအစင်းသင်းပြင်ထားရမယ်ဆိုတာကိုသိမှာပေါ့ဝင်ထွက်ရင်လည်းဝင်ကြီးလေးပါဘယ်နေရာမှာဘယ်စကားကိုပြောပြီးဆိုရင်စိုင်းစင်ပြီးကားလေးချရတော့မယ်ဆိုတာကိုသိနေရတယ်နှစ်ပါးကြတော့လေဒီအတိုင်းပဲမင်းသားကနှစ်ပါးသချင်းဘယ်နှပုတ်ဆိုမယ်တပုတ်ကိုဘယ်နှခါကြော့မယ်မင်းသမီးကဘယ်နှပုတ်ဆိုမယ်ဘယ်နှကြော့ဆိုမယ်ဘယ်သချင်းပြီးရင်ကားလေးချရမယ်ဆိုတာတွေကိုသိနေရတယ်အမှန်ကတော့ဒီကားဆွဲတဲ့အလုပ်ဟာကျိုးကလေးကိုင်းပြီးကားတင်ကားချလောက်တယ်တော့မပြီးဘူးဆရာဇက်ဆိုရင်လည်းဇက်သဘောပြက်ဇက်ဆိုရင်လည်းဇက်ညွန့်ရဲ့သဘောကိုကောင်းကောင်းနားလေရတယ်ဇက်ဆရာတို့ဒါတာတို့လိုချင်တဲ့အထာကိုသိနေရတယ်ခုတော့ကျွန်တော်ကားဆွဲလောက်လာတာ10နှစ်ရှိပါပြီစင်ဝင်းအောင်ဇက်ထဲမှာ2နှစ်လောက်ကြာတယ်နောက်တော့စင်ဝင်းအောင်ဇက်ကပေါင်းတဲ့ဆွဲတော်ပွဲပြီးမှဇက်ကောင်းကွဲသွားတယ်အဲ့ဒီနှစ်ကဇက်ကလည်းရှုံးလိုက်တာဆရာရဲ့မပြောပါနဲ့တော့ဒါနဲ့ဆွဲတော်ပွဲပြီးတော့ကျွန်တော်တို့အဖွဲ့တွေဇက်ရုံထဲမှာနေကြရတယ်တချို့မင်းသားမင်းသမီးစတဲ့ဇက်သူဇက်သားတွေလည်းပြန်စိတ်မရှိလို့ဒီမှာတောင်းတင်နေကြတယ်ပြန်စိတ်ရှိတဲ့လူကလည်းကိုယ့်ရဲ့ကိုပြန်ကြတာပေါ့ကျွန်တော်လည်းပြန်စိတ်မရှိတော့ပေါင်းတယ်ဆွဲတော်လှည့်ပွဲမှာတောင်းတင်နေတယ်ပြန်လဲဘလို့ပြန်ရမယ်လို့ကျွန်တော်မသိဘူးအိမ်မရောက်တာ2နှစ်3နှစ်ရှိပြီလေအမေစီလည်းမပြန်ဘူးအကိုတွေညီမတွေအမတွေစီကိုလည်းမပြန်ဘူး
ပြန်လဲကျွန်တော်ဘာလို့စားတော့မှလဲထမ်းလည်းမတက်ချင်တော့ဘူးအဲ့ဒီမှာတောင်တင်းနေရင်ကျွန်တော်အိမ်အောင်ကြတယ်ဆရာကျွန်တော်အိမ်အောင်ကပေါင်းတယ်နေတဲ့ကပါပဲသူ့နာမည်ကမထေးဝင်းနဲ့သူကသူ့အမေနဲ့ပွဲစည်းမှာအကြော်ရောင်းတယ်ဘူးစီကျော်တို့ငပြောကျော်တို့ဘာတို့ပေါ့အရင်တုန်းကလည်းသူတို့ဆိုင်မှာကျွန်တော်အကြော်စားနေကြနည်းနည်းရင်းနှီးလာတော့ကျွန်တော်နေ့လေမှာအားလို့ရှိရင်သူတို့ဆိုင်သွားပြီးကူညီလုပ်ပေးတယ်ဘာလို့မဟုတ်ပါဘူးအကျော်စားရင်စကားပြောရင်မုတ်ဆယ်ပေးတာတို့ဘာလို့လုပ်ပေးတာပေါ့စကောင်းကွဲသွားတော့ကျွန်တော်မှညာကြီးလည်းမရှိကိုမှရှိတဲ့ပတ်စံကလေးနဲ့ထိုင်စားနေရတယ်မလောက်ရင်လည်းလုံကြီးကလေးပေါင်သုံးအင်ကြီးကလေးပေါင်သုံးလုံနေရတာပေါ့ဆရာစားစရာပတ်စံမရှိတော့ထမင်းလေးငါးဘူးတစ်ချက်ဖို့လောက်ဝဲပြီးမထေးဝင်းတို့အကျော်ဆိုင်သွားအကျော်ကလေးတစ်ခုနှစ်ခုနဲ့ပြီးရတာပေါ့မထေးဝင်းအဖေကအစကလေသမားဆရာရဲ့နောက်သူတို့အဖေဆုံးသွားတော့သူတို့မှမောင်နှမနှစ်ယောက်ကြံရစ်ခဲ့တယ်သူနဲ့သူ့မောင်လေး7နှစ်နဲ့သားလောက်ပဲရှိဦးမယ်ဒီရင်အမေနဲ့သူနဲ့ကအကျော်ရောင်းကြရတယ်အဲ့ဒီမှာပဲကျွန်တော်ထေးဝင်းနဲ့ချစ်ကြိုက်သွားပြီးလက်ထက်ယူပြလိုက်ကြတယ်ကျွန်တော်လည်းဇက်ထဲကိုမလိုက်ရတော့ပဲသူတို့သားမိအကျော်ရောင်းရမှာကူညီလောက်ကင်ပေးနေခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဇက်သမားများဟာဆိုင်းတန်ကြရင်မနေနိုင်ဘူးဆရာနောက်နှစ်ပေါင်းတယ်ဆွဲတော်ပွဲကြတော့အောင်ပန်းစိန်ရဲ့ဇက်လာတယ်သူလည်းဇက်ကလေးပါပဲဒီတင်ကျွန်တော်ဇက်ရုံနဲ့တွားရင်လာရင်လည်းဇက်ဆရာနဲ့တီးပြီးကားဆွဲတဲ့အလုပ်ကိုဝင်လုပ်တယ်အတော်ပဲအဲ့ဒီတုန်းကသူတို့ကားဆွဲကလည်းနေထိုင်မကောင်းလို့ခဏဆိုပြီးအလုပ်ခိုင်းတာသဘောကျသွားပြီးကျွန်တော်ကိုသူ့ဆက်ထဲမှာကားဆွဲအလုပ်ပေးလိုက်တယ်ကျွန်တော်သူ့နေရာမှာကားဆွဲလုပ်ရတယ်ဒီလိုနဲ့ကျွန်တော်အောင်ပန်းစိန်ဇက်နဲ့ရှောက်ပါသွားတာ2နှစ်လောက်ကြာတယ်ဇက်နာတို့မှာကျွန်တော်ပေါင်းတယ်ကမထေးဝင်းစီကိုပြန်တယ်ဇက်ထွက်ချိန်ဆိုရင်ဇက်နဲ့ရှောက်ပါသွားတယ်ဒီတော့မှမထေးဝင်းကြီးအမေဆုံးသွားပြီးသူ့မောင်ကလေးလည်းစစ်ထက်လိုက်သွားတော့ရွာမှာမထေးဝင်းတယောက်ပဲကြံရစ်ခဲ့တယ်ဇက်သမားဆိုတော့တွေ့ရနေရာမှာစားတွေ့ရနေရာမှာနေရတာမဟုတ်လားဒီတော့ကျွန်တော်လည်းသူ့ကိုရွာမှာတယောက်တည်းထားမပစ်ခဲ့ခြင်းကျွန်တော်နဲ့အတူလိုက်စေခြင်းနဲ့ဒါပေမဲ့ခက်တာကကျွန်တော်ညာကြီးကလေးနဲ့ဘယ်နဲ့လို့လင်မယားနှစ်ယောက်စားလောက်ပါလဲဆရာသူကလည်းအဆိုးအကတို့ဘာတို့တက်တာမဟုတ်ဘူးလိုက်ချင်နေတော့ကျွန်တော်လည်းနောက်မှကြည့်လို့မယ်ဆိုပြီးသူ့ကိုပါခေါ်ခဲ့တာပေါ့ဆရာတော်ပါသေးရဲ့ဇက်နဲ့လိုက်လာတော့ကျွန်တော်တို့ဇက်ဆရာရဲ့မင်းသမီးစိန်လာကြီးရဲ့အဝတ်တွေကိုသိမ်းတဲ့အလုပ်လုပ်ရတယ်အဝတ်တွေသိမ်းနေဆိုတာဒီနေ့ညဘာကမယ်ဘယ်အခန်းပြီးရင်ဘယ်အခန်းလာမယ်ဆိုပြီးအစီအစဉ်တိုင်းထွက်ရတော့မင်းသမီးဝတ်ဖို့အင်ကြီးတို့ထမိန်တို့ထုတ်ပေးရတယ်တခန်းနဲ့တခန်းအခုမှအချိန်မီလဲနိုင်အောင်အဝတ်အစားတွေကိုသိမ်းရတယ်သူ့ညကြီးကလည်းရင်းသမားအငယ်စားလောက်တော့ရပါတယ်မစိုးပါဘူးဒီလိုနဲ့ကျွန်တော်တို့လင်မယားနှစ်ယောက်အောင်ပန်းစိန်ရဲ့ဇက်ထဲမှာ3နှစ်လောက်ကြာတယ်အဆင်ပြေပါတယ်ကျွန်တော်ကလည်းပြည့်စက်မင်းသားမဖြစ်တော့ပါဘူးကားဆွဲအဆင့်နဲ့ပဲကျင်းနေနေရတာပေါ့ဒါပေမဲ့ကျွန်တော်ဝမ်းမနေဘူးကျွန်တော်ကဆိုင်းတန်ပုံတန်ကိုကြားပြီးဇက်ခုံမြင်နေရရင်ကျင်းတဲ့ကောင်ပဲတခါတော့ကျွန်တော်တို့ဇက်တောင်တွင်းကနေမြေထဲကိုအခုမှဇက်ကားမောက်တယ်ဆရာအဲ့နှစ်ကလည်းပွဲကူးကျန်းလိုက်ပုံတော့မပြောနဲ့ဆရာကြီးဇက်သူဇက်သားတွေကတရက်မှမနာဘူးအများဆုံးနားရရင်တညပဲတနေရာမှာပွဲပြီးတာနဲ့နောက်တစ်ပွဲကူးနေ့လေဇက်ကားရောက်လာတဲ့ဆိုရင်စက်တွင်တွေဘာတွေကမန်းကရန်ပြင်းကားလိပ်တွေဘာတွေကမန်းကရန်ချိတ်ပြီးညာဝဲဝင်ရတာပဲဒီလိုနဲ့စင်တဲ့ဘက်ကိုကစရာရှိလို့တောင်တွင်းကနေမြေထဲကိုအခုမှဆက်သွားနာမှာကျွန်တော်တို့ဇက်ကားမှောက်သွားတယ်ဆရာရဲ့ဇက်သူဇက်သားတွေကကောင်မလေးအချို့တန်ရရတယ်2ယောက်တည်တယ်တယောက်ကရင်းသမားလေးနောက်တယောက်ကကျွန်တော်ဇနီးမထေးဝင်းရဲ့အဲ့ဒီညကစင်ရန်လဲလက်ခံထားပြီးဖြစ်တော့ကန်ထရိုက်ကလည်းကမယ်လို့နှင်းကင်ဒါနဲ့ကျွန်တော်တို့တွေအလောင်းတွေကိုစေုံမှာပို့စေုံတင်တဲ့လူနာတွေကိုတင်ပြီးအဲ့ဒီညမှာပဲဆက်ကရတယ်ဇက်ကတော့နည်းနည်းတော့အစီအစဉ်တွေကိုကဖြစ်တာပေါ့ဆရာရဲ့ရိန်းတို့ဘာလို့မထည့်နိုင်တော့ဘူးဇက်ဆရာတို့မင်းသားတို့မင်းသမီးတို့ကတော့ရှီကားနဲ့သွားနေတော့ဘာမှဖြစ်ဘူးပေါ့လေပြည့်တက်ကိုလည်းကျွန်တော်တို့တောင်းပန်ရတာပေါ့ကျွန်တော်တို့ဇက်ကားမှောက်လာလို့လူနှစ်ယောက်တည်ဆုံးခဲ့ပါတယ်သို့တော်လဲဘလို့ဖြစ်နေဇက်ကိုတော့ဆက်ကပါတယ်ချွန်းနာရှင်လည်းတိခံကြပါလို့တောင်းပန်ရတယ်ပြည့်တက်ကလည်းတော်ရှာပါတယ်ကျွန်တော်တို့ဇက်ကိုတနာလို့လားမသိဘူးရုံပွင့်ထောင်အားပေးကြတယ်ခုဆိုရင်ကျွန်တော်ဇက်ထဲလိုက်တာ10နှစ်ရှိပြီလေမှန်တော့ကတော့မင်းသားလုပ်မယ်လို့မှန်ပြီးလိုက်လာတာပဲဆရာကြီးဒါပေမဲ့ကိုဖြစ်ချင်တာမှမဟုတ်တာဆရာဘာတက်နိုင်မလဲကျွန်တော်တို့ကတော့ကားဆွဲလို့ရတယ်လေပြောတာပဲ
စိုင်းတန်ပုံစံတွေကိုကြားနေရပြီးဇက်ခုံပေါ်မှာကတာခုံတာတွေကိုမြင်နေရရင်ကျင်တတ်တာပဲခုလောလောဆယ်တော့ကျွန်တော်နောက်မင်းမှမယူသေးပါဘူးကျွန်တော်ကြိုက်တဲ့မိန်းကလေးတော့ရှိတာပေါ့အဲ့ဒါကလည်းကျွန်တော်တို့သပင်လောကကပါပဲကျွန်တော်တို့ဇက်ထက်ကပဲဆိုပါတော့သူကရိန်းသမားသူလည်းကျွန်တော်လိုပဲဇက်ထက်လိုက်လာတော့ကတော့မင်းသမီးလုံးမယ်ဆိုတဲ့ရွယ်ချက်နဲ့လိုက်လာတာပဲဒါပေမဲ့လည်းသူလည်းမှန်းတော့မင်းသမီးဖြစ်တော့ရိန်းသမားဆိုပါတော့ရွာကူလားအမေစီကူလားပြန်ရောက်ပါတယ်ကျွန်တော်မိမမထဲဝင်းဆုံးပြီးတော့ကျွန်တော်လည်းစိတ်ပြက်ပြက်နဲ့ရွာကိုပြန်သွားတယ်ဆရာအမေကတော့မရှိချတော့ပါဘူးဒါပေမဲ့ကျွန်တော်ညီမမတောင်းခင်တဲ့သူ့ယောက်ျားကတော့ကျွန်တော်တို့တွေတက်ခဲ့တဲ့ထတော်မှာဆက်ပြီးလုံနေကြလေရဲ့